ဇက်ကားဟာ1919ခုနှစ်နွေဦးကာလပထမကမ္ဘာစစ်စတင်ပြီး3နှစ်ကျော်အကြာမှာစတင်ပါတယ်။ဂျာမန်တပ်ဖွဲ့တွေဟာစစ်မြေပြင်ရှေ့တန်းတွေမှာပြင်းပြင်းထန်ထန်တိုက်ခိုက်နေကြပါတယ်။ Trench အတွင်းမှာစစ်သားတစ်ယောက်ကဟိန်းရစ်လို့ခေါ်တဲ့လူငယ်စစ်သားကိုလှေကားပေါ်တက်ပြီး Trench ကိုကျော်ထွက်ဖို့အော်ဟစ်ခိုင်းစေပါတယ်။ဟိန်းရစ်ဟာကြောက်ရွံ့နေပြီးကိုတင်းတိမ်ထားပါတယ်။သူ့ရှိကစစ်သားတစ်ယောက်လှေကားတက်လိုက်တာနဲ့ချက်ချင်းတပ်ဖြတ်ခံရပါတယ်။ဒါပေမဲ့ကမန်ဒါကအဲ့ဒီတေဆုံးမှုကိုမလေးထားဘဲဟိန်းရစ်ကိုရှေ့တန်းကိုတိုးခိုင်းပါတယ်။ဟိန်းရစ်ဟာပြင်သစ်တပ်ဖက်ကို Norman's One ထဲကနေအပြေးထိုးဝင်တိုက်ခိုက်ပါတယ်။သူ့ပတ်ဝန်းကျင်မှာဂျာမန်စစ်သားတွေတစ်ယောက်ပြီးတစ်ယောက်ကျဆုံးနေကြပါတယ်။သူကမိမိဘက်စစ်သားတစ်ယောက်ကိုကူညီဖို့ကြိုးစားပေမဲ့အဲ့ဒီစစ်သားလည်းစက္ကန့်အနည်းငယ်ကြာမှပဲတေဆုံးသွားပါတယ်။မကြခင်မှာပဲဟိန်းရစ်ရဲ့ကြီးစံတွေကုန်သွားပြီးနောက်ဆုံးမှာတော့ကော်ပြားတစ်လက်နဲ့သာရန်သူတွေကိုတိုက်ခိုက်ရပါတော့တယ်။တိုက်ပွဲပြီးဆုံးပြီးနောက်ဂျာမန်စစ်သားတွေကတေဆုံးသွားတဲ့စစ်သားတွေရဲ့ယူနီဖောင်းတွေကိုစုဆောင်းကြပါတယ်။အဲ့ဒီထဲမှာဟိန်းရစ်ရဲ့ယူနီဖောင်းလည်းပါဝင်ပါတယ်။တေဆုံးသွားတဲ့စစ်သားတွေရဲ့အလောင်းတွေကိုမြုပ်နှံမဲ့အချိန်မရောက်ခင်မှာပဲသူတို့ရဲ့ယူနီဖောင်းဖနက်ဟယ်မက်တွေကိုအရင်ဆုံးချွတ်ယူပါတယ်။အဲ့ဒီအဝတ်စားတွေကိုအထူးဝတ်လျှော်ရုံတစ်ခုကိုပို့ပြီးလျှော်တန့်စဉ်အချောက်ခံကပြန်ချုပ်ဆက်ပြီးအစ်စ်လိုပြန်လည်ပြုပြင်ကစစ်ထဲဝင်လာမဲ့စစ်သားအစ်စ်တွေကိုအသုံးပြုကြပါတယ်။တစ်ဖက်မှာတော့မြောက်ဂျာမနီမှာအသက်18နှစ်သာရှိသေးတဲ့ဘောမာဟာသူ့တငယ်ချင်းတွေဖြစ်တဲ့ Albert Krop, Franz Muller, Ludwig van တို့နဲ့အတူကျောင်းမှာတွေ့ဆုံနေပါတယ်။တငယ်ချင်းတွေကပေါ်ရဲ့ဖခင်ကအင်ပါယာဂျာမန်တပ်မတော်ထဲဝင်ခွင့်ပေးတဲ့စာချုပ်ကိုလက်မှတ်ထိုးပေးမလားမေးကြပေမဲ့ဖခင်ကသဘောမတူပါဘူး။ဒါပေမဲ့တငယ်ချင်းတွေကပေါ်ကိုဖခင်ရဲ့လက်မှတ်ကိုအတူလုပ်ဖို့လှုံ့ဆော်ပြီး၄ယောက်လုံးစစ်ထဲကိုအတူတူဝင်ကြဖို့ဆုံးဖြတ်ကြပါတယ်။ကျောင်းအုပ်ကြီးကနိုင်ငံအတွက်တာဝန်ထမ်းဆောင်ရမယ့်အရေးပါမှုကိုအလွန်အမျိုးသားရေးစိတ်သက်ပြင်းပြတဲ့မိန့်ခွန်းတစ်ရက်ပြောကြားပါတယ်။အဲ့ဒီမိန့်ခွန်းကြောင့်သူတို့စိတ်ထဲမှာဂုဏ်ယူမှုကြီးမားစွာပေါ်ပေါက်လာပြီးစစ်မြေပြင်ကိုသွားခြင်းစိတ်ပြင်းပြလာကြပါတယ်။သူတို့အားလုံးအော်ဟစ်အားပေးကစစ်ထဲဝင်ဖို့စိတ်လှုပ်ရှားနေကြပါတယ်။လူစုဆောင်ရေးရုံမှာပေါ်ဟာလင်းမြန်စွာအတီးပြုခံရပြီးယူနီဖောင်းတစ်စုံရရှိပါတယ်။ဒါပေမဲ့ယူနီဖောင်းကိုလက်ခံလိုက်တဲ့အခါသူ့နာမည်မဟုတ်ပဲဟင်းရစ်ဆိုတဲ့နာမည်ကအင်ဂျီပေါ်မှာရေးထားတာကိုတွေ့ပြီးအံ့အားသင့်သွားပါတယ်။စစ်သားအသစ်တွေဟာမတိမတာနဲ့အရင်တိုက်ပွဲတွေမှာတေဆုံးသွားတဲ့စစ်သားတွေရဲ့ယူနီဖောင်းတွေကိုလက်ခံရရှိနေကြတာဖြစ်ပါတယ်။သူတို့ဟာအဝတ်လဲခန်းထဲကိုအချင်းဆိုရေမောကာဝင်သွားကြပါတယ်။ယူနီဖောင်းရပြီးနောက်၄ယောက်လုံးဟာအခြားစစ်သားအသစ်တွေနဲ့အတူစစ်မြေပြင်ကိုချီတက်သွားကြပါတယ်။တန်းစီချီတက်ရင်းအချင်းဆိုကပျော်ရွှင်နေကြပေမဲ့ဒါဟာသူတို့ရဲ့နောက်ဆုံးပျော်ရွှင်ချိန်ဖြစ်လာမယ်ဆိုတာမသိကြသေးပါဘူး။သူတို့ကိုပြင်သစ်မြောက်ပိုင်းလာမောင်းမဲဆွန်အနီးအနောက်တန်းစစ်မျက်နှာပြင်နဲ့25ကီလိုမီတာကွာမှာတာဝန်ချထားပါတယ်။ပေါင်းနဲ့သူ့တငယ်ချင်းတွေဟာ88ကြိမ်မြောက်အရန်တပ်ဖွဲ့ကိုသတင်းပို့ဖို့အမိန့်ရရှိပြီးရင်းညဉ့်တဲ့ Trench တွေမှာတိုက်ရမလို့လက်နက်တွေကိုတန်ရှင်းစွာထိန်းသိမ်းထားဖို့တတိပေးခံရပါတယ်။ရှေ့တန်းဆရာဝန်ကသူတို့ကိုရက်ခိုင်းပြီးဒဏ်ရာရသူတွေကိုတည်ယူဖို့အိတ်တွေလိုအပ်တာကြောင့်ကျန်တဲ့လမ်းကိုလမ်းလျှောက်သွားဖို့ပြောပါတယ်။စစ်သားတွေလမ်းလျှောက်နေစဉ်ကြီးမားတဲ့ပောက်ကွဲတံတစ်ခုကြောင့်အားလုံးထိတ်လန့်သွားကြပါတယ်။လက်ထောက်ကူကအားလုံးကို gas မျက်နှာဖုံးတွေတက်ခိုင်းပါတယ်။လုတ်ပစ်ကမျက်နှာဖုံးတက်ဖို့ခက်ခဲနေတဲ့အတွက်ပေါ်ကကူညီပေးပါတယ်။ကံကောင်းစွာနဲ့ gas ကန်တွေမပောက်ကွဲခဲ့ပါဘူး။ဒါပေမဲ့လက်ထောက်ကူကပေါ်ကိုအမိန့်နောက်ကျတယ်ဆိုပြီးစူပူပါတယ်။ပေါ်ကိုအပြစ်ပေးပြီးအခြေစိုက်စခန်းရောက်တဲ့အထိမျက်နှာဖုံးကိုမချွတ်ခွင့်မပေးဘဲစက်ဝတ်ခိုင်းထားပါတယ်ရှီတန်းကိုရောက်တဲ့အခါမိုးရွာလို့ထင်းရွှေတဲ့ရေပြည့်နေပြီးစက်တိုက်ပစ်ခတ်တံတွေကသူတို့ကိုကြိုးဆူနေပါတယ်အဲ့ဒီအချိန်မှာပဲစစ်ပွဲကိုအလှပမြင်ခဲ့တဲ့သူတို့ရဲ့အမြင်တွေဟာအနောက်တန်းစစ်ပွဲရဲ့အမှန်တရားကြောင့်အပြတ်သားပျက်စီးသွားပါတယ်သူတို့ဟာအသက်ကြီးစစ်သားစတနစ်လောက်စကက်ချက်စကီနဲ့မိတ်ဖွဲ့လာပြီးအေးတံခံရတဲ့လက်တွေကိုအပူပေးဖို့အဝတ်အောက်ထဲထည့်ထားရမယ်လို့အကြံပေးခံရပါတယ်ညအချိန်မှာတော့ရန်သူတွေမမြင်ရပါဘူးပေါက်နဲ့အဲဘက်ကကင်းဆောင်တာဝန်ထမ်းဆောင်နေစဉ်ခြေတံတွေနီးလာတာကိုကြားလိုက်ပါတယ်ပေါ်ကနောက်ဆုံးတော့ပြင်သစ်ရန်သူကိုပြစ်ခတ်နိုင်တော့မယ်ဆိုပြီးစိတ်လှုပ်ရှားလာပြီးသူ့ပြစ်ခတ်နိုင်စွမ်းကိုတငယ်ချင်းတွေရှေ့မှာပြသချင်နေပါတယ်ကံမကောင်းစွာနဲ့ပေါ်ပစ်လိုက်တဲ့ကြီးဟာမထိပဲသူ့တီနေရာကိုထုတ်ဖော်မိသွားပါတယ်ရန်သူတွေကပြန်လည်ပစ်ခတ်ပြီးပေါ်ကိုပြစ်မှတ်ထားကြပါတယ်ကံကောင်းစွာနဲ့ကြီးစံဟာပေါ်ရဲ့ဟယ်မက်ကိုသာထိခိုက်သွားပြီးသူ့ကိုအလွန်တုန်လှုပ်သွားစေပါတယ်သူတို့ပြုလုပ်ခဲ့တဲ့အတန်ကြောင့်ကက်ချက်စကီလာစစ်ဆေးပြီးပစ်ခတ်တိုင်းအမြဲတမ်းအဖုံးယူပြီးနေရာပြောင်းရမယ်ဆိုတာကိုတတိပေးပါတယ်မဟုတ်ရင်ကိုတီနေရာကိုရန်သူတွေတီးသွားနိုင်ကြောင်းပြောပါတယ်ညပိုင်းရောက်လာတဲ့အခါအင်အားကြီးမားတဲ့လက်နက်ကြီးပစ်ခတ်မှုတွေစတင်ကြုံတွေ့ရပါတယ်ကမန်ဒါကစစ်သားအားလုံးကိုဘန်ကာအတွင်းဝင်ပုန်းခိုင်းပါတယ်အတွင်းမှာလုတ်ဗစ်ကကြောက်လန့်လာပြီးပေါ်ကိုအိမ်ပြန်ချင်တယ်လို့ပြောပါတယ်အခြေအနေအလွန်တင်းမာနေချိန်မှာစိတ်လှုပ်ရှားပြီးအာယုံပြတ်သွားတဲ့စစ်သားတစ်ယောက်ကအပြင်ထွက်ချင်တယ်လို့အော်ဟစ်တောင်းဆိုပါတယ်ကက်ချက်စကီကတားဆီးဖို့ကြိုးစားပေမဲ့မရပဲအဲ့ဒီစစ်သားကထွက်သွားပါတယ်သူဟာတကားထဲကနေထွက်သွားခြင်းချက်ချင်းတက်ဖြတ်ခံရပြီးသူတို့အားလုံးရဲ့တီနေရာကိုပါဖော်ထုတ်သွားပါတယ်လက်နက်ကြီးပစ်ခတ်မှုတွေဆက်လက်ဖြစ်ပွားနေပြီးဘန်ကာကလည်းပြိုကျလာပါတော့တယ်လက်ထောက်ကူကအားလုံးကိုအပြင်ထွက်ခိုင်းပေမဲ့လူအားလုံးမထွက်နိုင်ခင်မှာပဲဘန်ကာပြိုကျသွားပါတယ်နောက်ပိုင်းမှာတော့အပျက်စီးအောက်မှာပေါ်ကိုဖုံးလွှမ်းနေတာတွေ့ရပြီးဒဏ်ရာမရပဲအသက်ရှင်နေတော့လဲအလွန်တုန်လှုပ်နေပါတယ်ထို့နောက်ပေါ်ကိုတေဆုံးသွားတဲ့စစ်သားတွေရဲ့အမှတ်အသား dog tags ကိုစုဆောင်းဖို့အမိန့်ပေးပါတယ်သူစုဆောင်းနေစဉ်လုတ်ပြည့်ရဲ့မျက်မှန်ကိုခြေနှင်းမိပြီးလုတ်ပြည့်တေဆုံးသွားပြီဆိုတာကိုသိလိုက်ရပါတယ်သူ့အလောင်းဟာမြင်းမြစ်ထဲမှာအသက်မဲ့လဲလျောင်းနေတာကိုတွေ့ရပါတယ်လက်ထောက်ကူကစိတ်မနာပဲအလုတ်ဆက်လုပ်ခိုင်းပြီးပေါ်ဟာအခြားကျဆုံးသွားတဲ့စစ်သားတွေရဲ့အမှတ်အသားတွေကိုဆက်လက်စုဆောင်းရပါတယ်18လအကြာ1918ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာဂျာမန်စစ်တပ်အမြင့်ဆုံးအမိန့်ပေးရုံအတွင်းမက်တီယက်အက်စ်ဘာဂါဟာဆုံးရှုံးမှုများလာတာကြောင့်အလွန်ပင်ပင်ပန်းနွမ်းနယ်နေပါတယ်သူဟာမဟာမိတ်တပ်ဖွဲ့အပြည့်ရဲ့ဆွေးနွေးပွဲစတင်ဖို့ဂျာမန်အထက်တန်းစစ်ကောင်းဆောင်တွေကိုဆွဲဆောင်ကြိုးစားပါတယ်တစ်ဖက်မှာတော့ပေါ်ဟာပြင်သစ်ရှမ်ပိန်ဒေသအောက်ခံထားတဲ့နယ်မြေထဲမှာစစ်ဘဝနဲ့အကျဉ်းကျလာတယ်လို့ဖြစ်နေပါတယ်စားစရာမရတာကြာနေတဲ့အတွက်ပေါ်နဲ့ကက်ချက်စကီတို့ဟာနီးစပ်ရာလေယာတစ်ခုကိုနန်းခိုးဖို့သွားကြပါတယ်ကက်ချက်စကီကအတွင်းဝင်ပြီးပေါ်ကအပြင်မှာကင်းဆောင်နေပါတယ်ခဏကြာပြီးနောက်
အတွင်းကအော်တန်တွေကြားရပြီးလေယာပိုင်ရှင်ကငန်းကူနေတာကိုတွေ့သွားပြီးပစ်ခတ်ပေမဲ့မထိပါဘူးကံကောင်းစွာနဲ့သူတို့နှစ်ယောက်လုံးထွက်ပြေးလွတ်မြောက်ပြီးအခြေစိုက်စခန်းကိုလုံခြုံစွာပြန်ရောက်လာကြပါတယ်စခန်းရောက်တဲ့အခါ Albert Frank နဲ့ရှမ်ပိန်နယ်မြေနောက်ဘက်မှာနီးစပ်လာတဲ့စစ်သားကြီးတီဂျာတန်ဆတ်တဖလိတ်တို့နဲ့အစားအစာကိုမျှဝေစားကြပါတယ်သူတို့အားလုံးဟာအစားအစာကိုပထမဆုံးအကြိမ်စားတယ်လို့ပျော်ရွှင်လွန်းနေပြီးရေမောကစစ်ပွဲအဆုံးမရှိတဲ့အခြေအနေကိုခဏတာမေ့လျော့ဖို့ကြိုးစားကြပါတယ်နောက်နေ့မှာအပြင်မှာအာလူခွာနေစဉ်ဒေတာခံမိန်းမများတွာလာနေတာကိုတွေ့ရပါတယ်ဖရက်တယောက်ထဲသာတတိရှိပြီးမိန်းမ၃ယောက်ကိုအိမ်ပြန်ပို့ပေးပါတယ်သူ့မိတ်ဆွေရဲရဲမှုကိုမြင်ပြီးအဲဘက်ကအားကျနေပါတယ်နောက်ပိုင်းမှာတော့သူတို့ရဲ့မိသားစုတွေကစာရီရောက်လာပါတယ်စာမဖတ်တတ်တဲ့ကက်ချက်စကီးကပေါ်ကိုသူ့မိန်းမရေးပို့တဲ့စာကိုဖတ်ပေးဖို့တောင်းပါတယ်အဲ့ဒီစာထဲမှာစစ်ပြီးရင်ပုံမှန်ဘဝတည်းပြန်မဝင်နိုင်တော့မှာကိုစိုးရိမ်နေကြောင်းရေးထားပါတယ်ညပိုင်းမှာ France ကပြင်သစ်မိန်းမထံကရတဲ့လေပင်ဘဝကိုဂုဏ်ယူစွာပြသပါတယ်နောက်နေ့မှာပေါ်နဲ့သူ့တငယ်ချင်းတွေဟာပျောက်ဆုံးနေတဲ့လူငယ်စစ်သား60ယောက်ကိုရှာဖို့မစ်ရှင်ထွက်ကြပါတယ်နီးစက်ရာတူလောင်ရုံတစ်ခုမှာပုံနေတဲ့သူတို့ကိုတွေ့ပေမဲ့မျက်နှာဖုံးကိုအလင်းစလိုချွတ်လိုက်တာကြောင့်ဂက်စတန်နဲ့တေဆုံးသွားကြတာကိုသိလိုက်ရပါတယ်1918ခုနှစ်နိုဝင်ဘာ9ရက်နေ့မှာဂျနေရယ်ဖရီဒရစ်က Asperger နဲ့ဂျာမန်ကိုယ်စားလှယ်အဖွဲ့ကိုခံပိတ်ကတစ်တော်စီသွားမဲ့ရထားပေါ်ကိုခေါ်သွားပါတယ်စစ်ကိုဆက်တိုက်ချင်တဲ့ဖရီဒရစ်ကအပြည့်ရဆွေးနွေးပွဲကိုစန့်ကျင်ပြီးပြင်သစ်အင်အားတိုးမလာခင်တိုက်ခိုက်ဖို့အမိန့်ပေးပါတယ်အဲ့ဒီညမှာပဲ Asperger ရဲ့ရထားဟာခံပိတ်တစ်တော်ကိုရောက်ရှိပြီးဆွေးနွေးပွဲစတင်ဖို့ပြင်ဆင်ပါတယ်တစ်ချိန်တည်းမှာပဲပေါ်ရဲ့တပ်ရင်းကိုညအချိန်အိယာမှာလူထားခိုင်းပြီးပြင်သစ်တပ်လိုင်းကိုတိုက်ခိုက်ဖို့ပြင်ဆင်ရန်ရှေ့တန်းပို့လိုက်ပါတယ်သူတို့ဟာတညလုံးချီတက်ပြီးမနေ့ရောက်လာပါတယ်နိုဝင်ဘာ10ရက်မနက်မှာဂျာမန်တပ်ဖွဲ့တွေဟာပြင်သစ်တပ်လိုင်းရှိမှတိုက်ခိုက်ဖို့အဆင်သင့်ဖြစ်နေပါတယ်မဟာမိတ်တပ်ဖွဲ့အမြင့်ဆုံးခေါင်းဆောင်ဖာဒီနန်ဖော့ကဂျာမန်ဘက်ကို82နာရီအတွင်းအခြေအနေတွေကိုလက်ခံဖို့အချိန်ပေးထားပြီးညှိနှိုင်းခွင့်မရှိကြောင်းကြေညာထားပါတယ်ရှေ့တန်းရောက်လာတဲ့အခါဂျာမန်တပ်ဖွဲ့တွေကိုပြင်သစ်ဘက်စီချစ်တက်တိုက်ခိုင်းတဲ့အမိန့်ရရှိပါတယ်ရှေ့သို့တိုးလာစဉ်လက်နက်ကြီးပစ်ခတ်မှုတွေကြောင့်ဂျာမန်တပ်တွေအပြင်းထန်ထိခိုက်ခံရပါတယ် French တွေစီရောက်လာတဲ့အခါကိုထိလက်ရောက်တိုက်ပွဲနဲ့နီးကပ်ပစ်ခတ်မှုတွေကြောင့်ဂျာမန်တွေဟာပြင်သစ်ရှေ့တန်းကိုသိမ်းပိုက်နိုင်ပါတယ်တိုက်ပွဲအလယ်မှာပေါ်ကက်ချက်စကီတီဂျာဒန်တို့ကအစားအစာတွေတွေ့ပြီးဆာလောင်လုံးလို့ချက်ချင်းစားတော့ကြပါတယ်အဲ့ဒီအချိန်မှာပဲမြေပြင်ကတုံခါတန်ကြီးကြားရပြီးသူတို့ဟာ French အပေါ်ကိုတက်ကလက်နက်တွေပြင်ဆင်လိုက်ပါတယ်ဒါပေမဲ့မြင်တွေ့လိုက်ရတာကဆန်းချန်မတင်ကားတွေပြင်သစ်ဘက်ကရှေ့တန်းစီချင်းကပ်လာနေတာပါတင်ကားတွေကဂျာမန်တွေရှိတဲ့ French တွေကိုပြင်းပြင်းထန်ထန်တိုက်ခိုက်ပါတယ်ပေါ်ဟာနောက်ဆုံးစူးစမ်းမှုအဖြစ်တင်ကားပစ်ခတ်မှုကြောင့်မိမိဘက်စစ်သားတွေတယောက်ပြီးတယောက်ပျက်စီးသွားတာကိုမျက်မြင်တွေ့ရပါတယ်မဖြစ်နိုင်ဘူးလို့သိပေမဲ့တခုခုဖြစ်လာမလားဆိုပြီးတင်ကားကိုပစ်ခတ်ကြည့်ပါတယ်အရှုပ်ထွေးတွင် France ဟာထွက်ပြေးရင်းပုံနဲ့ကွဲသွားပါတယ်ပေါ်နဲ့တက်ချက်စကီကရန်သူတင်ကားတစ်စီးကိုဖျက်ဆီးဖို့အခွင့်အရေးတွေ့ပြီးနောက်ဘက်ကနေချင်းကပ်ကတင်ကားပြီးအောက်မှာလက်ပစ်ပုံးတွေချထားပြီးထွက်လာတဲ့ပြင်သစ်စစ်သားတွေကိုပစ်ခတ်ပါတယ်။ပေါ်က Trench ဘက်ကိုလှည့်ကြည့်လိုက်တော့ပြင်သစ်တွေဟာကြံရစ်သူတွေကိုမီးဖြန်းလက်နက် flamethrower နဲ့တပ်ဖြတ်နေကြတာကိုတွေ့လိုက်ရပါတယ်။ပေါ်ဟာထွက်ပြေးရင်းလက်နက်ကြီးပစ်ခတ်မှုထိမှန်ပေမဲ့အသက်ရှင်နိုင်ပါတယ်။တိုက်ပွဲအတွင်းသူဟာနောက်ပြန်ကြည့်လိုက်တဲ့အခါလက်လျှော့ကျင်နေတဲ့ Albert မီးလောင်တေဆုံးသွားတာကိုမြင်လိုက်ရပါတယ်။ Ketchesky ကပေါ်ကိုဖမ်းဆွဲပြီး German Trench ဘက်ပြန်ဆုတ်ခိုင်းပါတယ်။ရောက်လာတဲ့အခါလက်ထောက်ကူကစွန့်ပစ်ထားတဲ့လက်နက်တွေကြီးစံတွေပြန်ယူခိုင်းပြီးနောက်ပြန်ဆုတ်ခိုင်းပါတယ်။အလွန်ကြောက်လန့်နေတဲ့ပေါ်ဟာကြီးစံအချို့ကိုယူပြီးဆုတ်ခွာရမှာ No Man's Land တဲကအပေါက်ကြီးတစ်ခုတည်းလဲကျပြီးပြင်သစ်စစ်သားတစ်ယောက်နဲ့အတူပိတ်မိသွားပါတယ်။အသက်ရှင်ဖို့အတွက်ပေါ်ကသူ့ကိုဓာတ်နဲ့ထိုးတက်ရပြီးအနှေးအေးနဲ့တေဆုံးသွားတာကိုမကြည့်မရှုနိုင်ပဲစိတ်တန်ရာကြီးခံစားရပါတယ်။သူဟာအလောင်းရှိမှနောင်တရပြီးခွင့်လွှတ်ပေးဖို့တောင်းဆိုပါတယ်။အဲ့ဒီအချိန်တပြိုင်နက်မှာ Asperger ဟာကာဇာဝီဟဲလ်ဒုတိယအာဏာဆွတ်လွတ်ကြောင်းသိရပြီးညပိုင်းမှာ Field Marshal ပေါ်ကွန်အင်တန်ဘတ်ထံမှမဟာမိတ်အဖွဲ့ရဲ့စီကံချက်တွေကိုလက်ခံဖို့အမိန့်ရရှိပါတယ်။မကြာခင်ပေါ်ဟာမိမိတရင်ကိုပြန်ရောက်လာပြီးစစ်ပွဲမကြာခင်အဆုံးသတ်တော့မယ်ဆိုတာကြောင့်လူတွေပျော်ရွှင်နေကြတာကိုတွေ့ရပါတယ်။သူဟာဒဏ်ရာရနေတဲ့တီဂျာဒန်ကိုတွေ့ပြီးဖရန်ရဲ့လေပင်ဘဝကိုလက်ခံရရှိပါတယ်။ပေါ်နဲ့ကက်ချက်စကီကအစားအစာယူလာပေးပေမဲ့ခြေထောက်ပြတ်သွားလို့စိတ်ပင်ပန်းနေတဲ့တီဂျာဒန်ဟာကံမကောင်းစွာနဲ့ခရင်တစ်ချောင်းနဲ့ကိုတက်တည်သွားပါတယ်။သူတို့ကူညီဖို့စူးစမ်းနေချိန်မှာပဲစစ်သားတစ်ယောက်ကသူတို့ရဲ့အစားအစာကိုခိုးယူသွားပါတယ်။နိုဝင်ဘာ17ရက်မနက်9နာရီခန့်မှာAsperger ရဲ့ကိုယ်စားလှယ်အဖွဲ့ကမနက်7နာရီမှစတင်အသက်ဝင်မဲ့အပြည့်ရဲ့စာချုပ်ကိုလက်မှတ်ရေးထိုးလိုက်ပါတယ်။ဒီသတင်းကိုသိပြီးနောက်ဂျနေရယ်ဖရီဒရစ်ကစခန်းကိုပြန်ပြီးနောက်ဆုံးတစ်ကြိမ်တိုက်ခိုက်ဖို့ပြင်ဆင်ရန်အမိန့်ပေးပါတယ်။အပြည့်ရဲ့သတင်းကိုကြားပြီးနောက်ပေါ်နဲ့ကက်ချက်စကီတို့ဟာအောင်ပွဲခံမှုနောက်ဆုံးတစ်ကြိမ်လေယာကနေခိုးယူကြပါတယ်။လေယာရောက်တဲ့အခါပေါ်ကအတွင်းဝင်ပြီးငန်းကိုဖမ်းယူပါတယ်။ဒါပေမဲ့လေယာရှင်ရဲ့တားငယ်ကငန်းဥခိုးနေတာကိုတွေ့ပြီးပေါ်ကိုအတွင်းမှာတော့ခတ်ထားလိုက်ပါတယ်။ပေါ်ကထွက်ပြေးလွတ်မြောက်လာပြီးနေမြေထဲကိုပြေးထွက်သွားပါတယ်။ပြန်တွေ့တဲ့အခါပေါ်ကခိုးလာတဲ့ငန်းဥတွေကိုပြပြီးအောင်ပွဲဖြစ်တောက်စားကြပါတယ်။အဲ့ဒီနောက်ကက်ချက်စကီကတစ်တော်တဲ့သွားအိမ်သာသုံးမယ်လို့ပြောပြီးထွက်သွားပါတယ်။ခဏအကြာမှာပဲလေယာရှင်ရဲ့တားငယ်လက်နက်ကင်ထားတာကိုပေါ်မြင်လိုက်ပါတယ်။အဝေးကပြစ်ခတ်တန်တစ်ချက်ကြားပြီးပေါ်ဟာဒဏ်ရာရထားတဲ့ကက်ချက်စကီကိုတွေ့ရပါတယ်။ပေါ်ကသူ့ကိုစေးုံစီတဲသွားပေမဲ့အသေးကိုထိမှန်ထားတာကြောင့်ဆရာဝန်ကဘာမှမလုပ်နိုင်တော့ဘဲကက်ချက်စကီတေဆုံးသွားကြောင်းပြောပါတယ်။ပေါ်ဟာနောက်ဆုံးကြံရစ်တဲ့မိတ်ဆွေကိုပါဆုံးရှုံးလိုက်ရပြီးအလွန်ဝမ်းနည်းကြေကွဲနေပါတယ်။နောက်ပိုင်းမှာသူနဲ့စစ်သားအသစ်တွေကိုဂျနေရယ်ဖရီဒရစ်ရဲ့စခန်းကိုခေါ်သွားပါတယ်။ဖရီဒရစ်ကဂျာမန်အောင်ပွဲနဲ့စစ်ပွဲကိုအဆုံးသတ်ချင်တယ်လို့ကြေညာပြီးမနက်10:45မှာတိုက်ခိုက်ဖို့အမိန့်ပေးပါတယ်။စစ်သားအများစုကစန့်ကျင်ညှဉ်းညူကြပေမဲ့ထွက်ပြေးသူတွေကိုစူးစီးပြီးချက်ချင်းတပ်ဖြတ်လိုက်ပါတယ်။စိတ်ခံစားချက်မရှိတော့သလိုဖြစ်နေတဲ့ပေါ်ဟာသူ့တပ်ရင်းနဲ့အတူရှေ့တန်းစီချီတက်သွားပါတယ်။ရှေ့တန်းရောက်တဲ့အခါအားလုံးတန်းစီပြီးတိုက်ခိုက်ဖို့ပြင်ဆင်ကြပါတယ်။တစ်ဖက်မှာတော့ပြင်သစ်တပ်တွေကစစ်အဆုံးကိုအောင်ပွဲခံကတောက်စားပျော်ရွှင်နေကြပြီးဂျာမန်တွေကတော့တိတ်တိတ်ဆိတ်ဆိတ် Trench တဲကိုချင်းကပ်လာပါတယ်။ရှုံးနေပြီးပင်ပန်းနွမ်းနယ်နေတဲ့ပေါ်နဲ့ဂျာမန်စစ်သားတွေဟာ
ဟာပြင်သစ် Trench ကိုစီမီးခိုက်သလိုတက်လှမ်းတိုက်ခိုက်ကြပါတယ်။ခြေတံတွေကြားလိုက်တဲ့ပြင်သစ်တပ်တွေကလည်းတိုက်ပွဲအတွက်ပြင်ဆင်လာကြပါတယ်။ပေါ်ဟာ Trench ဘက်ကိုအပြေးထိုးဝင်ကပစ်ခတ်ရင်းလက်ပစ်ဗုံးတွေပစ်ချနေပါတယ်။ထို့နောက်သူဟာ Trench အတွင်းခုန်ချပြီးဂျာမန်စစ်သားအသစ်တစ်ယောက်ကိုကယ်တင်ပေးနိုင်ပါတယ်။မုန်တိုင်းလိုရုန်းကန်တိုက်ခိုက်မှုအတွင်းပေါ်ဟာမြင်းညစ်ထဲမှာပြင်သစ်စစ်သားတစ်ယောက်နဲ့လုံးထွေးရုန်းကန်ပြီးနောက်ဆုံးမှာဘန်ကာတစ်ခုအတွင်းကိုရောက်သွားပါတယ်။ခဏအချိန်အတွက်တော့ပေါ်နဲ့ပြင်သစ်စစ်သားဟာတစ်ယောက်ကိုတစ်ယောက်စကားမပြောဘဲမျက်နှာချင်းဆိုင်ကြည့်နေကြပါတယ်။နာရီ၁၁နာရီမတိုင်မီစက္ကန့်အနည်းငယ်သာကျန်တော့တဲ့အချိန်မှာပဲပေါ်ဟာနောက်ဘက်ကနေပြင်သစ်စစ်သားတစ်ယောက်ရဲ့ဓာရှိဘဲယုံတစ်နဲ့ထိုးတက်ခံရပါတယ်။တိုက်ပွဲရပ်သွားတဲ့အခါနေရာတိုင်းတိတ်ဆိတ်သွားပါတယ်။ပေါ်နဲ့အတူဘန်ကာထဲမှာရှိခဲ့တဲ့ပြင်သစ်စစ်သားဟာနောင်တရနေတဲ့မျက်နှာအမူအရာနဲ့စကားတခွန်းမှမပြောဘဲဘန်ကာထဲကထွက်သွားပါတယ်။ပေါ်ကလည်းရိုင်လဲနဲ့အပြင်ထွက်လာပြီးအရာအလုံးအေးချမ်းတိတ်ဆိတ်သွားတာကိုကြည့်ရှုနေပါတယ်။အချိန်မကြာခင်မှာပဲအစောပိုင်းကပေါ်ကကယ်တင်ပေးခဲ့တဲ့ဂျာမန်စစ်သားအသစ်လေးဟာမြင်းညစ်တွေလိမ့်ကျက်နေတဲ့ပေါ်ရဲ့အလောင်းကိုတွေ့ရှိသွားပါတယ်။သူဟာတီဂျာတန်ကနေပေါ်စီလက်ဆင့်ကမ်းခဲ့တဲ့ဖရန်ရဲ့လေပင်ဘဝကိုယူဆောင်သွားပါတယ်။ဇက်ကားရဲ့ညီကုန်းမှာတော့အနောက်တန်းစစ်မျက်နှာပြင်ဟာအနှဲငယ်မျှသာရွေးလျားခဲ့ပြီးစစ်သား3တန်းကျော်တေဆုံးခဲ့ရတော့လဲမြေယာအနှဲငယ်ရာမီတာအနှဲငယ်သာရရှိခဲ့ကြောင်းကိုဖော်ပြသွားပါတယ်။အားလုံးကိုကျေးဇူးတင်ပါတယ်